ဆိုမှတော့ပေါင်းပြီးစားချုံမယ်ဆိုရင်ခြေဝါးကိုစားချုပ်ပြီးမယ်ခြေဝါးကိုချုပ်တဲ့ခါကျရင်အမတို့ကဒီဟာကိုအနာတက်တဲ့အနေနဲ့တစ်စိတ်အရင်စားပြီးတော့ချုပ်ပေးထားမယ်ဟုတ်ပြီနော်ဒါကိုတစ်စိတ်တိတိလေးအရင်စားပြီးတော့ခောက်ပေးမယ်မြင့်မြင့်လေးပဲနော်တစ်စိတ်ကိုချုပ်ပေးမယ်ဟုတ်ပြီနော်အဲ့ဒါကစိတ်ချုပ်ပြီးပြီဆိုတော့မှအမတို့ဘာလုပ်မလဲဆိုတော့တလက်မခောက်ပြီးထားမယ်ဟလာဒီမှာတလက်မခောက်ပြီးမယ်ဒါဆိုရင်တစ်ဖက်ပြီးသွားရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုမျိုးပဲချုပ်ပေးမယ်ပြီးမှတော့ဒီမှာကွာနှစ်ဖက်ကိုပူပေးမယ်ကွာနှစ်ဖက်ကိုပူတဲ့ခါကျရင်ချုပ်စာ40ပူပေးပါမယ်ဟုတ်နော်အဲ့တော့ဒီဘက်ကွာတွဲပြီးဆိုမှတော့ဒီနောက်တစ်ဖက်ဒီဘက်တစ်ဖက်ကွာကိုလည်းထပ်ပြီးတော့တွဲပေးမယ်အဲ့လိုမျိုးပဲကွာနှစ်ခုကိုချုပ်စာဒီစိတ်ပူပေးမယ်ပြီးဆိုမှတော့ဒါဆက်လိုက်ပြီးဘေးကနေပြီးတော့မှချုပ်ရိုးခိုင်အောင်လို့ပြီးတပြားပြန်ပြီးတော့ပြီးပေးပါမယ်ဟုတ်ပြီနော်ဒါပြီးတပြားပြန်ပြီးတော့ပြီးပေးမယ်အောက်စားပါတယ်တဲ့နော်အောက်စားကိုတတိထားပြီးတော့ထိထားပါနော်အဲ့တော့ဒီဘက်တစ်ဖက်ပြီးပြီဆိုရင်နောက်ဒီဘက်တစ်ဖက်နောက်တစ်ဖက်လည်းလည်းမျိုးပဲပြီးတပြားထပ်ပြီးတော့ချုပ်ပေးမယ်ပြီးပြီဆိုမှတော့ခြေဝါးကိုချုပ်စာ40တွဲပြီးတော့မယ်အဲ့တော့ဒီမှာခြေဝါးကိုချုပ်စာ40တွဲပြီးမယ်ရှောင်းတွဲပါမယ်တောက်လျှောက်စုပ်ထိနော်တွဲချပါမယ်ကဲပြီးပြီဆိုမှတော့တရေကျိုးတက်တော့မယ်တရေကျိုးတက်မယ်ဆိုလို့ရှိရင်အပေါ်ကနေပြီးတော့မှအမတို့ဒီမှာတစ်စိတ်ကိုအရင်ချုပ်ပေးထားမယ်နော်ဒါဝိမထားလို့အနာတက်တဲ့အနေနဲ့နော်တစ်စိတ်ခောက်ပြီးတော့ချုပ်ပေးမယ်အဲ့တော့ဒီတစ်စိတ်ကိုပပက်လေကိုအရင်ချုပ်မယ်ပြီးပြီဆိုရင်တလွန်မှာခောက်တော့မယ်တရေကျိုးတက်ဖို့အတွက်အဲ့ဒါကိုခောက်ပြီးတော့ခလဲမှာလက်တစ်လုံးလောက်အပေါက်လေးထားပေးတင်မယ်တေးကျိုးတလမထည့်ဖို့အတွက်အပေါက်လေးနော်တလမထုတ်သွားမယ်ခလဲမှာတော့အပေါက်လေးစိတ်ထားပေးကြနော်ချုပ်ဆာနာမှာအကောင်လုံးကိုတလမထားဆောင်ထုတ်ပေးမယ်ပြီးအပေါ်ကနေပြီးတော့မှအမတို့တစ်စိတ်ပြန်ပြီးတော့ကပ်ပြီးတော့ချုပ်ပေးမယ်ဒါကြတော့အမတို့ဘာမှမပေါ်မှာဖောက်ဖောက်နေပြန်မယ်နော်ဒီပြားကပ်ပေးထားမယ်ဒါဆိုတော့သူပြပြလေးဖြစ်သွားမယ်အဲ့ဒါကိုပတ်ပတ်လေးပြန်ချုပ်ပေးမယ်ဒါဆိုကောင်းတစ်ထည်လုံးသွားမယ်ဒါဆိုရင်အကုန်လုံးတစ်ထည်လုံးပြီးသွားပြီနော်ဒါဆိုပေါင်းတစ်ထည်လုံးပြီးသွားပါပြီ